ကဘာဦးကျန်ခန်းကြီးတဲ့အပိုင်ငယ်17မှ73တပန်းဖျားသခင်ကမြေသည်မြက်ပင်ကို၎င်းစဘာတီးကိုဖြစ်စေသောစဘာပင်ကို၎င်းမြေပေါ်မှမျိုးစေ့ပါလျက်တတိမျိုးကိုဖြစ်စေသောတစ်ပင်ကို၎င်းပေါက်စေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏မြေသည်မြက်ပင်ကို၎င်းစဘာတီးမျိုးကိုဖြစ်စေသောစဘာပင်ကို၎င်းမိမိ၌မျိုးစေ့ပါလျက်တတိမျိုးကိုဖြစ်စေသောတစ်ပင်ကို၎င်းပေါက်စေ၏ထိုအမှုအရာကောင်းသည်ကိုဘုရားသခင်မြင်တော်မူ၍ညဦးနှင့်နနက်သည်တတရနေ့ရက်ဖြစ်လေ၏ဒီကျမ်းပါရဲ့ထူးခြားတဲ့အချက်တွေကိုကျွန်တော်တို့အတူတူလေ့လာကြပါမယ်ဒီကျမ်းပါရဲ့အစမှာဖျားသခင်ကမျိုးစေ့ပါပြီးအသီးသီးတဲ့အပင်များကိုပေါက်စေလို့ခြုံငုံပြီးဖော်ပြထားတာတွေ့ရပါမယ်ဒီကျမ်းပိုက်ကိုသေချာဖတ်မယ်ဆိုရင်နာမည်နဲ့တကွဖော်ပြထားတဲ့မြက်ပင်နဲ့စဘာပင်လို့တွေ့ရပါလိမ့်မယ်ဒီအပင်နှစ်မျိုးကိုဖျားသခင်ကဘာလို့နာမည်တွေနဲ့ဖော်ပြထားတာလဲဆိုတာကိုလေ့လာကြပါမယ်ဒီအပိုင်းမှာတော့မြက်ပင်တွေရဲ့ထူးခြားချက်များကိုကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်မြက်ပင်တွေကိုကြည့်ပြီးသင်ခန်းစာယူစရာများကိုလည်းအနည်းငယ်ပြောပြသွားမှာဖြစ်ပါတယ်စဘာပင်တွေရဲ့ထူးခြားချက်ကိုတော့အပိုင်းနှစ်နဲ့ဆွေးနွေးသွားမှာဖြစ်ပါတယ်မြက်ပင်ဆိုတာဟာကျွန်တော်တို့ပတ်ဝန်းကျင်မှာအမြဲမြင်တွေ့နေရပြီးစိုက်ပျိုးစရာမလိုပဲပေါက်ရောက်နေကြတဲ့အပင်များဖြစ်ပါတယ်စဉ်းစားကြည့်မယ်ဆိုရင်တန်ဖိုးမရှိတဲ့အပင်မျိုးလို့ပြောလို့ရပါတယ်ဒါပေမဲ့မြက်ပင်တွေမှာအခြားပင်တွေမတူညီတဲ့အံ့ဩဖွယ်ရာဂုဏ်သတ္တိတွေရှိနေပါတယ်မြက်ပင်တွေအကြောင်းကိုခေါင်းစဉ်6ခုနဲ့ပြောပြပေးပါမယ်။အောက်ခြေမှပြန်လည်ကြီးထွားနိုင်ခြင်းမြက်ပင်တွေရဲ့ကြီးထွားမှုဗဟိုချက်ဟာအပင်ရဲ့အပေါ်ပိုင်းမှာမဟုတ်ပဲမြေပြင်နဲ့ထိစပ်နေတဲ့အောက်ခြေသို့မဟုတ်မြေကြီးထဲမှာရှိနေပါတယ်။အဲဒါကြောင့်တိရစ္ဆာန်တွေကိုက်ဖြတ်စားတောက်တာပဲဖြစ်ဖြစ်လူတွေဖြတ်ပစ်လိုက်တာပဲဖြစ်ဖြစ်မြက်ပင်တွေဟာတိမ်မသွားပဲအောက်ခြေကနေအမြန်ဆုံးပြန်လည်ကြီးထွားလာနိုင်ကြပါတယ်။ဒီကျမ်းပိုက်တွေမှာလူသားများကိုမြက်ပင်တွေနဲ့ခိုင်းတိုင်းထားတာကိုတွေ့ရမှာပါ။ဟေရှာယအခန်းကြီး40အပိုက်ငယ်6ကနေ8မှာအကယ်စင်စစ်လူတို့သည်မြက်ပင်ဖြစ်ကြ၏မြက်ပင်သည်ညှိုးနွမ်း6သွေ့တက်၏အပွင့်လဲကြွတက်၏ဒီကျမ်းပိုက်မှာလူတွေတိဆောက်ထားတဲ့တိတ်ခါတွေကိုအပွင့်တွေနဲ့ခိုင်းတိုင်းထားပါတယ်ဘယ်အရာမှမတည်မြဲဘူးဆိုတာကိုလည်းနားလည်ရမှာဖြစ်ပါတယ်ဒါပေမဲ့အခန်းငယ်8အဆုံးမှာသာရဖျား၏နှုတ်ကပတ်တရားမူကာလအစဉ်မြဲတည်၏လို့ဖော်ပြထားပါတယ်ဒီအခြေအနေမှာလူသားတွေအတွက်မျှော်လင့်ချက်ရှိပါတယ်116ခုမြောက်သောစာလံအပိုက်ငယ်17မှာကိုရောကိုမပြစ်မှားပဲနေနိုင်မိအကြောင်းဗျာဒိတ်တော်ကိုနှလုံးထဲမှာတူထားပါပြီပြောချင်တာကနှုတ်ကပတ်တော်ဒီဟုသောယေရှုခရစ်တော်သာစိတ်လုံးထဲမှာရှိနေရင်ကျွန်တော်တို့ကိုဘယ်သူတွေဘလောက်ပဲသိအောင်တတ်နေပါစေပြန်လဲရှင်သန်နိုင်မှာဖြစ်ပါတယ်ဂလာတိဩဝါဒစာအခန်းကြီး2အပိုက်ငယ်20မှာလဝါကတိုင်မှာအသေးခံပြီးအသက်ရှင်သောဖျားကိုရထားရင်ကျွန်တော်တို့ယခုရှင်နေတဲ့အသက်ဟာကိုယ်တိုင်ရှင်နေတာမဟုတ်တော့ပါဘူးဒါကိုသိပြီးကျွန်တော်တို့စိတ်ကြိုက်အသက်မရှင်ပဲကျွန်တော်တို့အထဲမှာရှိနေတဲ့ခရစ်တော်ရှင်နေဖို့လိုအပ်ပါတယ်နောက်ထပ်ပြောမယ်ဆိုရင်သင်ခန်းစာတွေအများကြီးရှိပါသေးတယ်ကျွန်တော်ဖော်ပြပေးထားတဲ့ကျမ်းပိုက်တွေကိုသေချာဖတ်ရှုပြီးခွန်အားယူဖို့ဖြစ်ပါတယ်ဒုတိယခေါင်းစဉ်အနေနဲ့ကမ္ဘာဂေဟစနစ်၏အခြေခံအုတ်မြစ်
မြက်ပင်တွေဟာကမ္ဘာကုန်းမြေဧရိယာရဲ့26ရာခိုင်နှုန်းကိုဖုံးလွှမ်းထားပါတယ်သူတို့ဟာ food chain လို့ခေါ်တဲ့အစာကွင်းဆက်ရဲ့အခြေခံအကျဆုံးအစိတ်အပိုင်းတွေဖြစ်ပြီးလူသားတွေစားသုံးနေတဲ့ဆန်ဂျုံပြောင်းစတဲ့အပင်တွေဟာလည်းမြက်ပင်မျိုးစိတ်တွေထဲမှာပါဝင်နေကြပါတယ်ဖျားသခင်သာမြက်ပင်တွေကိုမဖန်ဆင်းခဲ့ရင်ကမ္ဘာပေါ်ကသက်ရှိတွေတော်တော်များများအသက်ရှင်နေထိုင်ဖို့ခက်ခဲနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေဟာလည်းလောကကြီးအတွက်အခြေအနေတွေကိုပြောင်းလဲပေးနိုင်တဲ့မရှိမဖြစ်ပေးဆက်တတ်ဖို့လိုအပ်ပါတယ်တဘာဝလေအေးပေးဆက်နဲ့အောက်ဆီဂျင်ထုတ်လုပ်မှုမြက်ခင်းပြင်တွေဟာပတ်ဝန်းကျင်ကိုအေးမြစေတဲ့အစွမ်းရှိကြပါတယ်။နွေရာသီလိုပူပြင်းတဲ့ရာသီတွေမှာမြက်ခင်းပြင်တွေရဲ့အပူချိန်ဟာကတ္တရာလမ်းတွေထက်တိတိတတ်တာအပူချိန်လျော့နေပါတယ်။ဒါအပြင်မြက်ပင်တွေဟာကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီးလူသားတွေအတွက်လိုအပ်တဲ့အောက်ဆီဂျင်ကိုအမြောက်အများထုတ်လွှတ်ပေးပါတယ်။ဒီလိုပဲကျွန်တော်တို့ယုံကြည်သူများကလည်းလောကကြီးကနေထုတ်လွှတ်လိုက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ခက်ခဲမှုတွေကိုစုပ်ယူပြီးလောကကြီးအတွက်ကောင်းမွန်တဲ့အဖြစ်အောက်ဆီဂျင်များကိုထုတ်လွှတ်ပေးနိုင်ဖို့လိုအပ်ပါတယ်။မြေစီလွှာထိမ့်သိမ်းခြင်းမြက်ပင်တွေရဲ့အမြစ်တွေဟာမြေကြီးထဲမှာရှက်နွယ်နေပြီးမြေစီလွှာတိုက်စားမှုကိုကာကွယ်ပေးပါတယ်။မိုးသေးထန်စွာရွာသွန်းချိန်မှာမြေကြီးတွေကိုရေတွေနဲ့ရောမပါသွားအောင်မြက်ပင်တွေဟာကြောက်စူးတစ်ဖွဲ့ထိမ့်သိမ်းထားပေးပါတယ်။ဒါအပြင်ရေထဲမှာပါလာတဲ့အညစ်အကြေးတွေကိုလည်းစုပ်ထုတ်ပေးတဲ့တဘာဝ filter တစ်ခုလိုလှုပ်ဆောင်ပေးနေကြပါသူ့အမှုရာကိုပဲရှုမှတ်ပြီးအနစ်နာခံပေးဆက်တတ်တဲ့စိတ်နှလုံးရှိဖို့လိုအပ်ပါတယ်ဖျားသားသမီးတွေဟာအချင်းချင်းလမ်းမမရအောင်တတိပေးရင်လမ်းမှန်ကိုလည်းကိုယ်တိုင်လက်တွဲခေါ်ဖို့ဖြစ်ပါတယ်ထူးခြားသောဖွဲ့စည်းပုံမြက်ပင်တွေမှာအခြားပင်တွေနဲ့မတူတဲ့ရုပ်ပိုင်းဆိုင်ရာထူးခြားချက်တွေရှိပါတယ်။မြက်ပင်အများစုရဲ့ပင်စီများဟာအခေါင်းပွားပြီးအဆစ်တွေပါရှိပါတယ်။မြက်ပင်တွေမှာလည်းအပွင့်ပွင့်တက်ပင်မဲ့အယောင်အသွေးသိမ့်မဆိုးပြီးပဲသေးငယ်တာကြောင့်လူတွေသတိမထားမိတတ်ကြပါဘူး။သူတို့ဟာအင်းဆက်တွေရဲ့အကူအညီတွေထက်လေတိုက်မှုကနေတဆင့်ဝှက်မှုန်ကူးကြတာဖြစ်ပါတယ်။ဒီလိုဘဝရဲ့မုန်တိုင်းတွေကိုအသုံးချပြီးရှင်သန်နိုင်ဖို့မကပဲကောင်းကြီးတွေကိုပါဝေမျှတတ်ဖို့လည်းလိုအပ်ပါသေးတယ်။ကြက်ခိုင်မှုနဲ့လိုက်လျောညီထွေဖြစ်မှုမြက်ပင်တွေဟာအလွန်ကြက်ခိုင်တဲ့အပင်မျိုးစိတ်ဖြစ်ပါတယ်။အလွန်အေးတဲ့အနာတိကတိုက်ကနေအလွန်ပူတဲ့သဲကန္နာရတွေအထိနေရာအနှံ့မှာပေါက်ရောက်နိုင်ကြပါတယ်။နင်းချေခံရမယ်ဆိုရင်တော့ပြန်လဲထူမှတ်နိုင်တဲ့အစွမ်းတွေရှိကြပါတယ်။ကျွန်တော်တို့လည်းကြားရနေရမှာဖျားသခင်အတွက်အသက်ပေးပြီးမာတုရများအဖြစ်အသက်ရှင်နိုင်ကြပါစို့လို့ခွန်အားပေးရင်ညီကုန်းချုပ်ပါတယ်။အရောက်ချင်းစီတိုင်းကိုဖျားကောင်းကြီးပေးပါစေ။